慈济在缅甸是接省桃角瑞寺院进行发放，342座寺院中，330座寺院代表前来领取物资。ဒီစကိုင်းမှာဆိုလို့ရှိရင်ပစ္စည်းတွေတူတန်းမှုကိစ္စအဝါမှာလုပ်ဖို့ဆိုလို့ရှိရင်ပထမအဆုံးမှာဖုံဖုံနဲ့လာပြီးတော့တိုက်တယ်။ကျောင်းပြိုတဲ့နေရာတွေနဲ့ကျင်းတဲ့နေရာတွေနဲ့ဆိုတော့အဆင်မပြေခဲ့ဘူး။ဒီတောကျွဲလူဆရာတော်ဘုန်းကြီးကျောင်းမှာပဲနေရာလဲကျတယ်။နောက်တန်းကားတွေဝင်ထွက်ဖို့ကလည်းအဆင်ပြေတဲ့အတွက်ဒီမှာပဲနေရာတွေလည်းချပစ်တယ်ဒီမှာပဲတူတန်းပစ်ခဲ့တယ်။အဲ့လိုမျိုးလေးပေါ့နော်အခက်အခဲလေးတွေကတော့ရှိတာပေါ့။အဲ့ရာသီဥတုကတော့တော်တော်လေးတော့ပူတယ်။မနေ့7 နာရီခွဲတည်းကနေစပြီးတော့မှတူတန်းဖို့ကအခု2 နာရီကျော်တဲ့ထူမပြီးပေါ့နော်။အဲ့လိုမျိုးတွေရှိပါတယ်ဒီနေ့ဘုံဘုံထူတဲ့မှုပစ္စည်းတွေအားဆိုလို့ရှိရင်စံရယ်စီရယ်အခါ drum bag ရယ်ချီနောင်ရယ်ပြီးတဲ့အခါကျတော့ဆောက်လုပ်ရေးဗဟုသုတအဆောက်အဦဆောက်တဲ့ဗဟုသုတစောင်းတွေနဲ့ထူတန်းဖြစ်ပါတယ်发放仪式开始前，僧侣们帮忙搭起帐篷，也有村民前来当志工，帮忙切水果，让僧侣们补充维生素。ဆုံးလောင်းမဲ့ပုံကိုယ်တွေနဲ့တန်နေတယ်သူတို့လည်းပဲအခက်အခဲတွေနဲ့ရေလောကတော့မနဲ့စာနေလေစာနဲ့ပေါင်းရတယ်နေလေစာနဲ့ညစာနဲ့ဟောအဲ့ဒါကြောင့်မို့ဗျာအခုဒီလိုမျိုးပြီးတော့ဘိက္ခုနီဆရာကြီးပြရတယ်ဆန်နေတခြားအသုံးဆောင်ပစ္စည်းတွေပြီးတော့ဘုရားတို့အဆင်ပြေမှုတွေရှိတယ်အဆင်ပြေတာပေါ့ဗျာသူဆိုရင်လည်းအမှုသေးအကြောင်းတိုက်မှာတာအချိုးပြည့်စည်တာကိုခြားအကြောင်းလေးတွေကရေပဲကြံတော့အဲ့လိုချိန်ညမှာကြတော့သူတို့တွေမှနေစရာမရှိဘူးအားရမရှိဘူးသိစရာမရှိဘူးဒီစရာတော့一下又飞来这，没得嘛，就表演完。除此之外，还有许多村民前来帮忙搬物资，让整个发放过程顺利圆满。台湾切菜度，这个不切菜度，我们别嘛没地的，喏，没地的个就တခုကိုလှုပ်ချင်တယ်ဆိုတဲ့အကြောင်းအရာကိုဘုံဘုံစီကမ်းလှမ်းလာအဲ့ကမ်းလှမ်းလာတဲ့ဘုံဘုံကဝမ်းသာပြီးတော့ကျူလိုပါတယ်ဗျာဆိုတော့ဘုံဘုံကစပြီးဆောင်ရွက်လိုက်တယ်အဲ့လိုဆောင်ရွက်慈济志工也在曼德勒的德达乌镇给耶德潘寺庙送上物资。ဒီလိုဆိုရင်ထိုင်ဝမ်ထုတ်တဲ့တိလိုက်ရှင်ဆရာကြီးကိုကိုယ်တိုင်စိုက်တယ်ပေါ့နော်စံနဲ့ဒီချက်မှာအသီးအနှံချောက်ပေါ့နော်ဒါတော့ဘုံဘုံတို့ရတယ်ဗျအကုန်လုံး organic ပစ္စည်းတွေပဲဆိုတော့လေဒါဆရာကြီးဖျားတို့ကိုယ်တိုင်ထုတ်လုပ်တဲ့ဟာတွေပေါ့နော်စိုက်တဲ့အသီးအနှံပါလေဆိုတော့